အားလုံးပဲမင်္ဂလာပါရှင်။ CJK တုတ်ဆက်တဲ့ကြောင်းကနေကြိုဆိုလိုက်ပါတယ်။နံပါတ်1请再说一遍请再说一遍请ကျေးဇူးပြု၍再ထပ်ပြီးတော့说ပြောသည်一遍တစ်ခါ请再说一遍ကျေးဇူးပြု၍တစ်ခါလောက်ထပ်ပြောပေးပါ请再说一遍နံပါတ်2听不懂听不懂听နားထောင်တာ不懂နားမလည်ဘူး听不懂တကယ်လို့ပြောမယ်ဆိုရင်听不懂နားမလည်ဘူးနံပါတ်3有不懂的地方吗有不懂的地方吗有ရှိသည်မားကလာ有嗎ရှိလား不懂的နားမလည်တဲ့地方နေရာ不懂的地方နားမလည်တဲ့နေရာ有嗎ရှိလား有不懂的地方吗နားမလည်တဲ့နေရာရှိလားနံပါတ်4今天做到这里今天做到这里今天ဒီနေ့做到这里ဒီအထိပဲ今天做到这里ဒီနေ့တော့ဒီအထိပဲအစားနဲ့ပြန်ကြည့်အောင်နော်请再说一遍请再说一遍听不懂听不懂有不懂的地方吗有不懂的地方吗今天做到这里今天做到这里